ဒါပေမဲ့ဖြစ်နော်လူမျိုးဟန်ဆောင်တာတော့ဘာလာတော့မသိဘူးရအဲ့လိုငါလည်းစိတ်ဝင်စားတယ်သိလားငါမတရားကြောက်တာ ဟာသမီးကကြောက်ဘူးကိုဒီလားသမီးတအားမှမြင်ဘူးချင်တယ်တော့ မင်းကလေးဖြစ်ပြီးတော့ဒီဟာကြီးမြင်ဘူးခြင်းနဲ့ဒုက္ခပါပဲမလုံနဲ့ဆရာမရဲ့အဲ့ဟာကိုအသေးငယ်ညီလိပ်ပြတော့လွန့်သွားတတ်တယ်ဗျသိလားညီအဲ့စိတ်ဝင်စားရင်ငါညီတစ်ခုပြောပြမယ်ပြောပြငါတို့ငယ်တော့ကြီးကိုငယ်တော့တိတ်တိတ်လေးတိတ်တိတ်လေးအေးတော်တော်ငယ်သေးတယ်ပြောတာအဲ့တော့လူကြီးတွေပြောတာပဲငါကတော့အဲ့လိုမျိုးဟိုကိုယ်တိုင်ကြုံတာတော့မဟုတ်ဘူးသူတို့ပြောတာတော်တော်ကြောက်ဖို့ကောင်းဟုတ်လားအဲ့ဒီမျိုးကြီးကအရင်တော့ဒီလိုမစီကားသေးဘူးတို့မျိုးကဟောတို့နထိုးမျိုးရနထိုးမျိုးမစီကားသေးဘူးအဲ့ရွာစွန်မှာရှိရရွာစွန်မှာတို့ဂျပန်ခေတ်ကကြံတယ်ဟိုလိုလေချမ်းသာတဲ့မိသားစုကြီးကြံလာတဲ့အိမ်ဦးကြီးရှိတယ်ဒီကတော့အိမ်ရဟိုသိရမလားအိမ်မဲကြီးအခုချိတ်ပိတ်ထားတယ်လေသိဘယ်သူမှမသွားဘူးလေအဲ့သိကိုသိအဲ့ညတဲ6တာအခုလည်းမပြောတတ်ပါဘူး6လားမ6လားအခုတော့ပြက်ကုန်ပါပြီမရှိတော့ပါဘူးငုတ်လေးပဲကြံတော့အရင်ကကိုကြီးတို့ငယ်တော့ရှိစည်းရဲ့အိမ်ကြီးကသူကနှစ်ဆောင်ပြန်အိမ်ကြီးဆိုတော့သိရမလားအဲ့အိမ်ကြီးကတဲတဲ6တယ်ရမ်း6တယ်ဆိုတော့အဲ့ဒါဆက်စုလားဗျာကာလာသား2ယောက်အကိုကြီးပါလားကိုကြီးကငယ်ငယ်လေးရှိသေးတယ်ကိုကြီးကငယ်လေးရှိတယ်ကိုကြီးအဲ့ဒီ2ယောက်ကဖုံးသွားတော့နိုင်မကြီးငေါကိုကြီးကလည်းဖုံးကုန်တော့မသွန်းသိနဲ့ဟိုပြီးမှသွန်းဆက်ပြောလို့ဒုက္ခပါစိတ်ဝင်စားလို့ပါဆိုညီစိတ်ခိုင်ထားတော့ထားတယ်လို့ငါပြောလိုက်တော့ညအိမ်မဆိုးတွေမှတ်နေညီဟောဖြစ်မှာဆိုလို့ဟာသမီးဖះရှိခိုးပေးအိတ်တယ်သမီးကအေးဟုတ်ပြီအဲ့ဒီအိမ်ဦးကြီးကိုကြီးစားခြင်းနဲ့တညာသွားအိမ်ရင်တဲ့ဟိုပတ်စံပေးမှာပေါ့ကြီးသူတို့ချင်းချင်းလောင်းတငယ်ချင်းလောင်းရတာလောင်းတော့အဲ့ကောင်တယောက်ထက်သွားတာဗျအဲ့လူတယောက်ထက်သွားတာနာမည်ကကိုစောဦးတဲ့အဲ့ကိုဦးစောဦးတဲ့တယောက်ပါပဲခုတော့အဲ့ကိုစောဦးကတယောက်ထက်အဲ့အိမ်ကိုယူသွားတာသွားတော့12နာရီ6မိနစ်မှသွားည12နာရီ6မိနစ်တားရောင်လေးနဲ့မြင်နေရတာဆိုတော့အောက်ကလည်းမျက်ဒီပါကြီးအရှိကြီးတွေပေါက်နေပြီအောက်ကလည်းအဲ့အိမ်ကြီးကိုဒိုထားပါတော့ညောင်မင်းတွေပါကြီးကက်ပေါက်နေပြီအဲ့လိုမျိုးကြီးတားကြီးအိုနေအိမ်ကြီးကဒါလည်းအဲ့အိမ်မှာညအိမ်ရမှာဆိုတော့ဟိုဘာမှမပြောညဝင်သွားတာပေါ့အိမ်ထဲကိုအိမ်ထဲလည်းရောက်ရောတကားချက်တွေအဲ့လေဒီပါတွေလည်းတိုက်တော့တကားချက်တွေပိုးနေကြီးအဲ့လိုတကားတွေကဟိုပြလိုက်ကအစုပ်ပလုတ်တွေကလည်းလွန့်ပေါ့တီးရ6တွေကအများကြီးပဲအဲ့ချိန်မှာဟိုးဖလက်ဘာဖြစ်တာလက်အောင်လာတာပေါ့ကိုကြီးရတယ်ထားအော်တာဘာဖလက်ကဘာကြီးတော့ဖလက်ဆိုတာလင်းဆွဲတွေကထပြန်တာပေါ့အဲ့အိမ်အိုကြီးထဲမှာလင်းဆွဲတွေရှိအဲ့လင်းဆွဲတွေကလူတန်ကြတော့ထပြန်ကြသူ့မှာဓာမီတက်လက်ပါတာအဲ့ဓာမီလေးနဲ့အိမ်နဲ့လိုက်ပြီးတော့ရှောက်မှုချို့ကြည့်တာပရိဘောဂပစ္စည်းအဟောင်းတွေပါတော့ရှိတယ်ဟိုခြေောက်တစ်ဖက်မပါတော့တဲ့ပရိဘောဂကြီးပေါ့ထိုင်ကုန်ဆိုလဲအဲ့လိုခြေောက်တွေပါတော့ထားဟိုအဲ့မှာရှေးတက်ပုံတွေတွေ့မိသားစုပုံခေါင်းပေါင်းကြီးနဲ့ရှေးလူကြီးပေါ့အဲ့မှာတွေ့ပုံမြင်နေပါရင်ဖုံလေးပဲဖုံတစ်ထောင်းထောင်းနဲ့အဲ့မှာဆက်စုကျင်တော့သူကဖြစ်ကျင်တော့အိမ်ပေါ်တက်ကိုထက်တက်သွားလေကားပေါ်တက်သွားအဲ့လေကားရဲ့ဟောင်းတတိထားပြီးတက်သွားတော့ပေါ်အိမ်ပေါ်တက်လည်းရောက်ပြီးတော့အဲ့မှာတစ်တာကြီးတစ်လုံးတွေ့အဲ့ဒီတစ်တာကြီးပြီးမှာဝိဖြူနဲ့အုပ်ထားတဲ့ဒုတိယစာတော့ရှိတဲ့အရာကြီးကိုတွေ့ဒါနဲ့သူကလည်းစူးစမ်းကျင်တော့ဒါဘာကြီးလဲဆိုပြီးတော့အဝေးကြီးကိုဖယ်လိုက်တဲ့အချိန်မှာမှန်ကြီးတစ်ချက်ဖြစ်ကိုလုံးပေါ်မှန်ကြီးရှေးဟောင်းမှန်အဲ့မှန်ကြီးကအစ်စ်တိုင်းမှာကြီးလင်နေတာအဲ့မှန်ကြီးထူးဆန်းနေတာဘာထူးဆန်းတာအဲ့မှန်ကြီးကိုသူကြည့်ရတဲ့အချိန်မှာပေါ့အဲ့မှန်ကြီးသူ့ကိုဆွဲဆောင်နေပြီးငါနားကိုလာခဲ့ပါငါ့ကိုလာကြည့်တယ်ပါဆိုပြီးတော့ညှို့ယူနေတယ်လို့ပေါ့သူ့ရဲ့စိတ်ထဲမှာဇဝိဇဝါဖြစ်သွားအဲ့မှာသူ့ရဲ့လေးလံတဲ့ခြေောက်ကြီးနဲ့ရှောက်သွားအဲ့ဒီမှန်ရှိပါဆန်းဆန်းကြလိုက်ဆန်းကြီးကြပြီးတော့မှန်ကိုကြည့်လိုက်တာပေါ့ကြည့်လိုက်အဲ့ချိန်မှာမျိုးလုံးတွေပြူးထွက်လာပြီးတင်းငင်အေးဆက်တဲ့အပြုံးတစ်ခုပြုံးလိုက်ပြီးတခွန်းနဲ့သူပြောလိုက်တယ်ဘာပြောလိုက်တာကွယ်ငါအောင်စဘူးထက်ချောတယ်哎呦我的妈！